မ်းလာပြီးတော့ဘာပြောရမှန်းတော့မသိတော့ Look at this အခုကတော့ဒါကတော့89လာရောက်နေရပါအခု83လောင်သွားမယ်လူတော့ဘာရှိရအမြင့်ဆုံးဘာရှိရနေရပြီးရင်84လောလုံးဝ free ကြည့်ရလုံးဝပတ်လေလမ်းလျှောက်ပြီးကြည့်လို့ရတဲ့နေရာသွားမယ်ဟုတ်တယ်ဒီနေရာမှာအဲတန်စကားလေးပဲကာထားတဲ့နေရာလေးသူကတော့ကြောက်နေပါတယ်89လွှာမှာလက်မှတ်ဝေပြီးတော့လေတက်ကြည့်လို့ရပါတယ်ကျွန်တော်တို့ကတော့အဲ့ဟိုတယ်မှာတေးတာပေါ့နော်အထက်60မှာတေးတာပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့ကြတော့ဘာမှပေးစရာမလိုဘူးဟိုတယ် room ကကိုပြပြီးတော့တက်သွားရုံပဲအပြင်လူတွေကြတော့လက်မှတ်ဝေလို့ရပါတယ်89လွှာမှာတပုံရိုက်လို့ရတယ်ပြီးတော့83လွှာမှာလည်း root တော့ဘာကိုသွားလို့ရမယ်root တော့ဘာကနေတစ်စင်းမှာ84လွှာကိုလှေကားနဲ့တက်ရမှာပါတက်လှေကားတိုက်ရိုက်မရှိပါဘူးအခုဆိုရင်တော့သူကကြောက်နေပါတယ် Just go to floor 83 Rootopa yes 84ကျတော့လမ်းလျှောက်တော့မှရမှာတလေတော့မရှိဘူး ဒီဟာ CCTV လည်းမရှိဘူးအခုဆိုရင်တော့83လွှာကိုရောက်ပါပြီဒါကတော့အမြင့်ဆုံးဘာရှိတယ်အမြင့်ဆုံး root တော့ဘာရှိတယ်83လွှာမှာပါပြီးတော့83လွှာကနေ84လွှာကိုလှေကားနဲ့ပဲတက်လို့ရပါတယ်ရိုးရိုးလှေကားပဲရှိပါတယ်ဒါကတော့ဘန်ကောက်မြို့ရဲ့ဒုတိယမြောက်အမြင့်ဆုံးဖြစ်တဲ့မဟာနဂွန်လှမ်းမြင်နေရတဲ့မြင်ကွင်းပါသူကတော့ကြောက်နေတယ်ပေါ့နော်ကျွန်တော်ကတော့ခေါ်ပါတယ်ဒါပေမဲ့သူကတော့နည်းနည်းတော့လန့်နေပါတယ်ဘာလို့လဲဆိုတော့အရင်မြင်ပါတယ်သူကတော့လန့်နေပေါ့နော်83လွှာပဲရှိပါသေးတယ်ဒါကတော့84လွှာမှာဆိုလို့ရှိရင်သူကတန်စကားပဲခါပြီးထားတာပါအဲကြောင့်မလို့သူကတော့အဲ့လိုတော့လိုက်မှာတော့မဟုတ်ပါဘူးကျွန်တော်ကတော့လိုက်ပြပါမယ်ဒီနေရာကျတော့ညဘက်ဆိုလို့ရှိရင်ပို့ပြီးတော့လှပါတယ်ဓာတ်ပုံရိုက်လို့လည်းလှပါတယ်ညဘက်သွားလို့လည်းရပါတယ်ကျွန်တော်တို့ကဒီမှာတဲတဲ့အတွက်ညဘက်ဆိုလည်းအဆင်ပြေပါတယ်သွားတာဝင်ကြီးလည်းပေးစရာမလိုပါဘူးတခါတည်းရုံးကပ်ပြပြီးတော့သွားရုံပါပဲနည်းနည်းလန့်ဒါကတော့ကျွန်တော်တို့83လွှာကနေ84လွှာကိုတက်တော့မှာပါခဏနေရင်သူကတော့လမ်းလျှောက်ပြီးပဲတက်လို့ရပါတယ်တက်လီကမရှိပါဘူးဒီကတော့84လောက်သွားမယ်အပေါက်ပါဝင်ပေါက်ပဲဖြစ်ပါတယ်ဟိုအမြင့်ဆုံး84ဟာအမြင့်ဆုံးတော့သွားဒီမှာဂျူတာရမရှိဒီတာ83 84တလေကမရှိပါဘူးYou fight. Spider-Man. Yeah, Spider-Man. 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 Look at this. Spider-Man ဒီပါနေရောက်အဲ့ဒါလေနေရစီးမလားလဲနေရသူကဒီတိုင်းလေးရက်ပြီးတော့ကြည့်နေရုံပဲမိုက်တယ်ဝေးသွားမယ်နော်အဲ့ဒါဆိုကားနေရုံပဲမရှိဘူး Wow very niceအဲ့အမြင့်ဆုံးပေါ့နော်အမြင့်ဆုံးဘန်ကောက်မြို့ရဲ့တတိယမြောက်အမြင့်ဆုံး
တွေကလဲပေးနေရညနာပါလေညကြည့်ရကြည့်လာပြီးတော့ဘာပြောရမှန်းတော့မသိတော့လမ်းလျှောက်ကြတာမလို့ထိုင်ပြီးတော့ကြည့်နေအောင်အိုးမမနဲ့ကွန်ဒါတော့ဒုတိယမြောက်အမြင့်ဆုံးပထမလို့တော့ပြောလို့ရပါဘူးဒီဒါကတော့ပထမလို့တော့ပြောလို့ရတယ်ဒါပေမဲ့အိုင်ကွန်စီယန်လည်းရှိတယ်အိုင်ကွန်စီယန်တော့အမြင့်ဆုံးလို့တော့ပြောထားไอคอนซียมကကြတော့အပမမန်ဒူပွန်တဲ့ဟိုကလေးကတော့ကြံခဲ့ဒီကလေးတော့လိုက်ပါတယ်မကြောက်ပါဘူးသူတို့ကလေးဒီပေါက်စားလေးတော့မကြောက်ပါဘူးကလေးကတော့ကြံခဲ့ပါတယ်very nice ရောက်ပါပြီလာပါOh look at thisညဘက် view လည်းရှိတယ်ညဘက်လည်းလှရညဘက်ကတော့ရိုက်ထားရရှိvery nice ဟိုမှာဒီကလေးကမသွားရဲဘူးပြန်ပါပြီပြန်ပါပြီကြည့်ချင်းနဲ့သူများဆက်ကြည့်ပါမကြည့်ချင်းလို့ရှိရင်လည်းရက်လိုက်လို့ရပါပြီကျေးဇူးတင်ပါတယ်အခုဆိုရင်တော့သူကတော့အတင်းခေါ်ပြီးတော့လိုက်ခိုင်းလို့မိုးဝဲကျွေးရပါတော့မယ်ကြောက်ကြပါတယ်မှမထွက်တော့ကြောက်ဟုတ်ဘာမို့လို့ဒါတော့အမြင့်ဆုံးပါရှိနေရဆက်စားမယ်ဗိုက်စားရဲကြောက်တဲ့သူတွေဒီလိုမှန်နဲ့ကြည့်လို့ရတယ်တကယ်တော့ဒီကပူကြောက်ပူကောင်းတာဒီလို infinity လူတော့Let's go. Bye.